ရုပ်ရှင်ရဲ့အစာမှာတော့ Jack Marcos ဆိုတဲ့လူတစ်ယောက်ဟာရှင်သန်မှုအလားအလာနဲ့ပတ်ပြီးတိတ်ရွက်အနှဲငယ်သားချက်ရှိတော့တဲ့တစ်ပင်တစ်ပင်ကိုရေလောင်းနေပါတယ်။ Jack ကိုယ်တိုင်မှာလည်းတိတ်နဲ့ပါဆက်ကိုပေးထားရတဲ့အခြေအနေကိုရောက်နေတာပါ။ဘာဖြစ်လို့လဲဆိုတော့ Jack ဟာစကားများများပြောမိလေသူ့ဘဝအကုန်ဆုံးမှုပိုပြီးညံလေးဆိုတဲ့ကတ်သက်ချက်ကြီးအောင်မှာနေရလို့ပါပဲ။ဒီလိုအဖြစ်အပျက်တွေမဖြစ်မီရဲတပ်ပတ်အလိုကိုပြန်ကြည့်လိုက်ရအောင်။ Jack ဟာစာအုပ်ထုတ်ရေးလုပ်ငန်းမှာအင်မတန်ထက်မြက်ပြီးအောင်မြင်တဲ့ကိုယ်စားလှယ်တစ်ယောက်ပါ။ချက်မှာ Caroline ဆိုတဲ့ဇနီးနဲ့အသက်တစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။မိသားစုကိုချစ်ပေမဲ့သူ့ရဲ့အလုပ်ကိုမိသားစုအရေးထက်ပိုပြီးဦးစားပေးတတ်ပါတယ်။ဒီအတွက်ကြောင့်လည်း Caroline ဟာချက်ရဲ့မိသားစုပေါ်ထားရှိတဲ့ဂရုစိုက်နေပါမှုကိုစိတ်ပြတ်လာခဲ့ပါတယ်။ဒီနေ့ရုံးမှာလုပ်ဖော်ကိုင်ဘက်တွေနဲ့အစည်းအဝေးတစ်ခုလုပ်နေတော့လူအများလေးစားချင်ညွှန်ကြတဲ့ဒေါက်တာစင်ညာဆိုတဲ့နာမည်ကြီးဘာသာရေးပုဂ္ဂိုလ်တူအကြောင်းကိုကြားသိခဲ့ရပါတယ်။ဒီအကြောင်းကိုကြားသိခြင်းပဲဂျာဟာဒေါက်တာစင်ညာနဲ့တွေ့ဆုံခဲ့ပြီးတော့သူ့ရဲ့အကြောင်းကိုစာအုပ်ထုတ်ဝေခြင်းနဲ့စိတ်ကူးတစ်ခုရခဲ့ပါတယ်။ဂျာဟာဒေါက်တာစင်ညာနဲ့တွေ့ဆုံမှုအတွက်ဒေါက်တာစင်ညာဦးစီးကျင်းပတဲ့ဘာသာရေးဆိုင်ရာအစည်းအဝေးပွဲတစ်ခုကိုတွားရောက်ပြီးအခြားသူတွေနဲ့အတူတရားထိုင်နေပါတယ်။တရားထိုင်နေဂျာဟာရုတ်တရက်ထောက်អော်လိုက်ပါတယ်။ဒီအတွက်ကြောင့်ဒေါက်တာစင်ညာဟာချက်ကိုသတိထားမိသွားပါတယ်။ဒေါက်တာစင်ညာကမင်းတီကိုဘာလို့ရောက်လာတာလဲလို့မြင်လိုက်တဲ့အခါချက်ကဒေါက်တာရဲ့အကြောင်းကိုစိတ်ဝင်စားလို့စာအုပ်ထုတ်ချင်ပါတယ်လို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဒေါက်တာစင်ညာကသူ့ရဲ့တောင်းဆိုချက်ကိုညှင်းပယ်လိုက်ပါတယ်။ဒါပေမဲ့ချက်ဟာလက်မလျှော့ပဲဒေါက်တာစင်ညာကိုစာအုပ်ထုတ်ဝေခွင့်အတွက်ဆက်လက်တောင်းဆိုနေခဲ့ပြီးသူတို့နှစ်ဦးဟာပန်းချက်တစ်ခုကိုရှောက်သွားကြပါတယ်။အဲ့ဒီပန်းချက်ထဲမှာတန်ရှင်းတဲ့ body ပင်တစ်ပင်ရှိပါတယ်။ချက်ကတစ်ပင်ကိုကင်လိုက်မိတဲ့အခါမမျှော်လင့်မဲ့ချစ်ရတကူရသွားခဲ့ပါတယ်။အတန်ကြာအောင်ဆွေးနွေးပြီးနောက်မှာတော့ဒေါက်တာစင်ညာကလက်လျှော့လိုက်ပြီးတော့ချက်ကိုသူ့ရဲ့စာအုပ်ထုတ်ဝေခွင့်ပေးလိုက်ပါတော့တယ်။အောင်မြင်မှုကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ချက်ကသူ့လက်ထောက်အဲရုံကိုပုံဆက်ပြီးဒေါက်တာစင်ညာစီကစာအုပ်ထုတ်ဝေခွင့်ရရှိသွားပြီဖြစ်တဲ့အကြောင်းကိုနှံပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တက်ကြီးရွယ်အိုဆောက်ထောက်ရေးကိဟာမှာနေထိုင်နေတဲ့အမေဖြစ်သူစီကိုတွားရောက်ပြီးသူ့ရဲ့အောင်မြင်မှုကိုပြောပြလိုက်ပါတယ်။အမေဖြစ်သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့အခြေအနေကြောင့်ချက်ကိုသူမရဲ့ခင်မွန်ရီမွန်လို့မှားခေါ်လိုက်ပါတယ်။ဂျာဟာအဖေဖြစ်သူအပေါ်မှာရှိတဲ့စိတ်ဓာတ်ရတွေကြောင့်အခုလိုနာမည်မှားပြီးခေါ်ခံရတဲ့အပေါ်စိတ်အနှောက်အယှက်ပြီးတော့ပြန်လာခဲ့ပါတယ်။နောက်နေ့မှာတော့ဇနီးဖြစ်သူကာရိုလိုင်းနဲ့ညစာစားနေတော့နှပ်ပတဲ့အိမ်တလုံးရဲ့တပုံကိုပြပြီးတားဖြစ်သူရဲ့အနာဂတ်အတွက်ပုံမကောင်းမှုနဲ့နေရာအသစ်ကိုပြောင်းရွှေ့ခြင်းကြောင်းပြောပါတယ်။ဒါပေမဲ့ဂျက်ကလက်မခံခဲ့ပါဘူး။တယောက်နဲ့တယောက်ညှင်းခုန်နေတော့မှပဲအိမ်တစ်ခုလုံးတုံလုံးလာခဲ့ပြီးတော့တစ်ပင်တစ်ပင်ဟာသူတို့ရဲ့ channel မှာချက်ချင်းဆိုသလိုပေါ်လာခဲ့ပါတယ်။အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီတစ်ပင်ဟာအရင်တစ်ခေါက်ကသူ့ကိုကိုက်ခဲ့မှုတဲ့ body ပင်နဲ့စင်တူပဲဖြစ်နေတယ်ဆိုတာကိုသတိထားမိလိုက်ပါတယ်။နောက်နေ့မှာတော့ဒေါက်တာစင်ညာကြီးကစာအုပ်လက်ခံရရှိကြောင်းသူ့လက်ထောက်အဲရွန်ကပြောလာပါတယ်။ဒါပေမဲ့အဲ့ဒီစာအုပ်က3မျက်နှာ5မျက်နှာပဲရှိတာကိုချက်ကတွေ့လိုက်ရတဲ့အခါမှာတုန်လှုပ်သွားခဲ့ပါတယ်။စာအုပ်ကတူတောင်းလုံးတာကြောင့်ဒေါသထွက်ပြီးတော့ဒေါက်တာစင်ညာရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်။ရောက်တာနဲ့စာအုပ်အကြောင်းကိုမြင်ပြီးတော့သူ့ channel မှာရောက်လာတဲ့ထူးဆန်းတဲ့တစ်ပင်အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။အဲ့ဒီအခါဒေါက်တာစင်ညာကအံ့အားသင့်သွားခဲ့ပြီးတော့ချက်နဲ့အတူသူ့အိမ်ကိုလိုက်လာခဲ့ပါတယ်။ချက်စကားပြောလိုက်တိုင်းတစ်ပင်ကတိရွက်တွေကြကြနေတာကိုသူကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါချက်ဟာတစ်ပင်နဲ့တနည်းနည်းနဲ့ဆက်ဆက်နေတယ်ဆိုတာကိုဒေါက်တာစင်ညာကသဘောပေါက်သွားခဲ့ပါတယ်။ဒေါက်တာစင်ညာကချက်ကိုဒီတစ်ပင်ရဲ့တိရွက်တွေအကုန်ကျွေးပြီးတော့တစ်ပင်သေးသွားတဲ့အခါမှာနင်းလေဒီတစ်ပင်နဲ့အတူတိတ်ဆုံးရလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ဒေါက်တာစင်ညာကဒီတစ်ပင်ပေါ်မှာတည့်ရပေါင်း1000မဲကျန်တော့တာဖြစ်ကြောင်းကိုပြောပြလိုက်တဲ့အခါမှာချက်ဟာအလုံးကိုထိတ်လန့်သွားပါတော့တယ်။အဲဒီနောက်ချက်ဟာပစိန်ကိုယူပြီးတော့တစ်ပင်ကိုခုတ်လဲဖို့ပြီးသွားခဲ့ပြီပဲရုတ်တရက်လေးပြီးနှက်ခတ်မှုကြောင့်အနောက်ကိုမြင့်စင်ပြီးတော့ခါမှာတန်ရာရသွားပါတော့တယ်။ဒီအချိန်မှာပဲတစ်ပင်ထိခိုက်ရင်သူလည်းထိခိုက်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ဒေါက်တာစင်ညာဟာဘော်လီဗီးယားကိုပြီးထွက်ပြီးတော့သူ့မိတ်ဆွေတွေကိုဒီတစ်ပင်အကြောင်းဆွေးနွေးတိုင်ပင်မှုအဆုံးဖြတ်လိုက်ပါတယ်။မထွက်ခွာခင်မှာ3ရက်အတွင်းပြန်လာမယ်လို့ချက်ကိုခရီးပေးခဲ့ပြီးသူမရှိတဲ့ဒီရက်ပိုင်းအတွင်းစကားလုံးဝမပြောဖို့လဲမှားကြားလိုက်ပါတယ်။နောက်နေ့မနက်မှာတစ်ပင်ကနေတည့်ရွက်တွေထွက်ချနေတဲ့အိမ်မက်ဆိုးကနေချက်ကအလံနိုးခဲ့ပါတယ်။သူဟာတစ်ပင်နဲ့ဆက်နွယ်မှုရှိသေးလားဆိုတာကိုစစ်ဆေးဖို့အတွက်စကားတစ်လုံးပြောကြည့်လိုက်တဲ့အခါမှာဆက်နွယ်မှုကရှိနေစေဖြစ်ကြောင်းကိုတွေ့ရပြီးတော့အံ့ဩသွားခဲ့ပါတယ်။အဝတ်လဲပြီးနောက်ကာရိုလိုင်းအတွက် message တစ်ခုထားခဲ့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့စကားလုံးတစ်လုံးစားတစ်ကြောင်းရေးလိုက်တိုင်းမှာတည့်ရွက်တွေဇက်တိုက်ကြွကြနေတာကိုတွေ့လိုက်ရလို့စိတ်ပြတ်သွားခဲ့ပါတယ်။နောက်တဲ့နေ့မှာချက်ဟာပြင်သစ်ရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဆုံခဲ့ပေမဲ့စကားမပြောနိုင်တဲ့ကြောင့်အဆင်မပြေခဲ့ပါဘူး။စူးစမ်းပြီးစကားပြောဖို့အာရုံနေတော့မှပဲအိမ်မှာပေါက်နေတဲ့တစ်ပင်မော်ကိုရှစ်နှကောင်တက်ပြီးတော့ရှောက်ပြေးနေတဲ့အတွက်ချက်ဟာတကူလုံးရရင်တဲ့ခံစားချက်ကိုခံစားခဲ့ရပြီးဟာတာတရုတ်ဆောင်တယောက်လုံးဖတ်ထိုးပလန်ရင်မောနေတဲ့အတွက်တွေ့ဆုံမှုကပြတ်သွားခဲ့ရပါတယ်။နောက်တစ်နေ့လက်ထောက်ဖြစ်သူအဲရွန်ကိုရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဆုံမှုလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ချက်ဟာအစည်းအဝေးလုပ်နေစဉ်အတွင်းမှာအလွန်အမင်းချွေးတွေထွက်လာပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ပင်ကိုရေလောင်းနေတာတွေကြောင့်ပဲဖြစ်ပါတယ်။
ချက်အစားအေရုံကဆက်လက်ပြီးနှိနှိုင်းမှုကြိုးစားခဲ့ပေမဲ့လည်းချက်လောက်စကားပြောမကောင်းတဲ့အတွက်အစည်းအဝေးတက်သွားခဲ့ရပြီးအောင်ပြမှုမရရှိခဲ့ပါဘူး။အဲ့ဒီညနေမှာပဲကာရိုလိုင်းကချက်နဲ့စကားပြောဖို့တောင်းဆိုခဲ့ပေမဲ့ချက်ကနှုတ်ဆက်နေတဲ့အတွက်ကြောင့်သူမကစိတ်ဆိုးသွားပါတော့တယ်။ကိုရကရမဲ့ဖြစ်နေတဲ့ချက်ဟာဒေါက်တာစင်ညာကိုဖုန်းဆက်ပြီးတော့အခြေအနေဘာထုလဲလို့မေးမြန်းတဲ့အခါဒေါက်တာစင်ညာကအခုထိတော့ဘာမှမထူးသေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီတော့အတွင်းကာရိုလိုင်းရဲ့တငယ်ချင်းကချက်နဲ့သူမရဲ့အိမ်တော်ရေးကိုအဆင်ပြေစေဖို့အတွက်နီးလန်းတစ်ခုပေးခဲ့ပါတယ်။ကာရိုလိုင်းဟာချက်ကိုဟိုတယ်တစ်ခုမှာတွေ့ဆုံမှုပြောခဲ့ပါတယ်။ချက်ဟိုတယ်အခန်းကိုရောက်တဲ့အခါမှာတော့ကာရိုလိုင်းဟာစိတ်လှုပ်ရှားစရာဝတ်စုံဝတ်ထားတာကိုမြင်လိုက်ရတာကြောင့်အံ့အားတင်သွားပါတယ်။ချက်ကိုစကားပြောအောင်နီးမျိုးစုံနဲ့စူးစမ်းခဲ့ပေမဲ့နောက်ဆုံးချက်စီက I love you ဆိုတဲ့စကားကလွဲလို့ဘာမှတုံ့ပြန်ချက်မတွေ့ခဲ့ရပါဘူး။နောက်ဆုံးတစ်ပင်အကြောင်းကိုအမှန်အတိုင်းပြောပြခဲ့ပေမဲ့ကာရိုလိုင်းကမယုံကြည်ခဲ့တဲ့အပြင်အဝတ်မပါဘဲအပြင်ကိုကန်ထုတ်ခြင်းပါခံလိုက်ရပါတယ်။ချက်ထွက်လာတော့မှပဲအေရွန်စီကဖုန်းဝင်လာပြီးတော့ဆမန်သာကဖောက်တယ်တချို့နဲ့တွေ့ဆုံနေကြောင်းကိုပြောပြခဲ့ပါတယ်။သူတို့စာအုပ်ပြတ်တာကိုတာစီကိုချက်ဟာအလင်းအမြန်ပဲလိုက်သွားခဲ့ပါတယ်။သူတို့စားတောက်ဆိုင်မှာအတူရှိနေတော့အိမ်မှာရှိနေတဲ့တပင်ကိုပိုးတက်စီတွေဖြန်းနေတာကြောင့်ချက်တယောက်ချောင်းနေဆိုးလာခဲ့ပြီးအယူထားသလိုရေးစရာကောင်းတဲ့အပြုတ်မှုတွေကိုလည်းလုပ်လာပါတော့တယ်။မကြခင်မှာပဲမယ်ရီကစာအုပ်နဲ့အတူပေါ်လာပြီးစာမျက်နှာက9မျက်နှာပဲရှိတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဆမန်သာကဒေါသထွက်သွားပြီးချက်ကိုအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပါတော့တယ်။ချက်ဟာအေရွန်ကိုသူ့အိမ်ခေါ်လာပြီးဖြစ်ချောင်းကိုစဉ်ပြောပြခဲ့ပါတယ်။သူစကားပြောတဲ့အခါတိတ်ရွက်တွေဘလို့ကြွကြတယ်ဆိုတာကိုလည်းသိရုပ်ပြခဲ့ပါတယ်။အေရွန်ကဒါကိုတိုက်ဆိုင်မှုပဲလို့ထင်နေတော့မှပဲတိတ်ရွက်တွေကတော့ဆက်ပြီးကြွကြနေပါတယ်။အဲဒီနောက်တစ်ပင်ကိုစောင့်ကြည့်နေဖို့ပြောပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ဖို့ထွက်သွားခဲ့ပါတယ်။အေရွန်နဲ့ဖုံပြောနေနဲ့ဆင်းရဲသားတွေကိုလည်းကျွေးမွေးခဲ့ပါတယ်။ဖះเจ้าကိုလူတိုင်းခဲ့တဲ့အပြင်တစ်ပင်ဘောကပြင်မဆင်းနိုင်တဲ့အကြောင်းကိုလည်းကယ်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဂျိန်စာကိုတော့မဖြတ်နိုင်ခဲ့ပါဘူး။အဲဒီနောက်ချက်ဟာဓာတ်ပုံ album တစ်ခုကိုကြည့်လိုက်ရသူ့အမိနဲ့အတူရိုက်ထားတဲ့ပုံတစ်ပုံကိုတွေ့လိုက်ရပါတယ်။အတွေ့တွေကငယ်စဉ်ကလေးဘဝကိုပြန်ခေါ်သွားပြီးတော့အဖေဖြစ်သူကမိသားစုကိုဆုံးခွာသွားတဲ့ဖြစ်ရဆိုကိုပြန်အမှတ်ရမိသွားခဲ့ပါတယ်။ဒီလိုနဲ့ကျဲရဲ့ကျမကြီးကတဖြည်းဖြည်းနဲ့ဆိုးရွားလာခဲ့ပြီးမြို့ကိုပြန်ရောက်လာတဲ့ဒေါက်တာစင်ညာနဲ့စားတောက်ဆိုင်တစ်ခုမှာတွေ့ဆုံခဲ့ပါတယ်။ချက်ကကာရိုလိုင်းကသူ့ကိုထားခဲ့ပြီးဖြစ်တဲ့အကြောင်းတားဖြစ်သူကိုပါခေါ်သွားကြောင်းနဲ့အလုတ်ကလည်းရနာခံရလိုက်ဖြစ်တဲ့အကြောင်းကိုရှင်းပြခဲ့ပါတယ်။ဒေါက်တာစင်ညာကအခုတွေ့ကြုံနေတဲ့ပြဿနာတွေအဖြစ်ကိုကိုယ်တိုင်ရှာဖွေမှုအကြံပေးလိုက်ပါတယ်။ဒါအပြင်ကာရိုလိုင်းနဲ့ပြန်လည်သိမြတ်စေဖို့အတွက်စကလုံးနဲ့လည်းမဟုတ်ဘဲနဲ့လောက်ရက်တွေနဲ့သူ့ရဲ့အချစ်ကိုတက်တည်ပြဖို့လည်းအကြံပေးခဲ့ပါတယ်။အဲဒီညမှာဂျက်ဟာအရက်မူပြီးအိမ်ကိုပြန်ရောက်လာပါတယ်။အေရုံကကိုကြီးကိုလာခဲ့ပြီးမြဲဂျက်ကတချင်းဆိုပြီးတော့သူ့ရဲ့လက်ချံဘဝကိုကုံဆုံးဖို့ပဲရွေးချယ်ခဲ့ပါတယ်။အေရွန်ကဒီလိုရက်ကိုသဘောမတူတာကြောင့်ချက်ကိုမီလဲအောင်ရိုက်ပြီးတော့ပါဆက်ကိုဒဘယ်တိတ်နဲ့ပိတ်လိုက်ခဲ့ပေမဲ့လည်းတစ်ပင်ကတည့်ရွက်အများစုကတော့ကြွေးကြခဲ့ပါပြီ။နောက်တနေ့မနေ့ချက်ကနိုးလာတဲ့အခါတစ်ပင်ပေါ်မှာကြံနေသေးတဲ့တည့်ရွက်အငင်းငယ်ကိုမြင်လိုက်ရပြီးသူ့အတွက်နောက်ဆုံးနေ့ဆိုတာကိုသိလိုက်ရပါတယ်။တကြီးရွယ်အိုဆောက်ရှောက်ရေးကြီးကနေဖုန်းလာပြီးဒီနေ့ဟာအမေရဲ့မွေးနေ့ဖြစ်ကြောင်းနဲ့သူ့အဖေရေမွန်ကိုလည်းတွေ့ချင်နေကြောင်းကိုပြောပါတယ်။ချက်ဘာမှမတုံ့ပြန်ပဲနဲ့တစ်ပင်ကိုရေးဆက်လောင်းနေခဲ့ပါတယ်။အိမ်နောက်ချက်ဟာတစ်ပင်ချင်းမှာကြာနေတဲ့ဒေါက်တာစင်ညာရေးထားတဲ့စာမျက်နှာ9မျက်နှာသာပါတဲ့စာအုပ်ငယ်ကိုကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။စာအုပ်ကိုဖတ်ပြီးတဲ့နောက်ပထမဆုံးကာရိုလိုင်းစီကိုသွားပြီးတော့ချစ်တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့လာပေါင်းများစွာကတည်းကစာမှုပေးထားခဲ့တဲ့စာရေးဆရာတယောက်ရဲ့စာအုပ်ကိုလည်းဒေါ်လာ1000နဲ့ဝယ်ယူခဲ့ပါတယ်။ပြီးတော့ကမ်းခြေမှာလမ်းလျှောက်ပြီးလူတွေဘယ်လိုအသက်ရှင်နေကြလဲဆိုတာကိုကြည့်ရှုခဲ့ပါတယ်။တကြီးရွယ်အုပ်ဆုံးတွေကချစ်ချင်းမြတ်တဲ့အကြောင်းကိုပြောနေရကြတော့ဂျက်ဟာသူ့ရဲ့ကလေးဘဝကိုပြန်တွေးမိခဲ့ပါတယ်။နောက်ဆုံးမှာတော့အမေဖြစ်သူစီရောက်သွားပါတယ်။ထပ်ပြီးတော့အမေကသူ့ကိုအဖေဖြစ်သူရေမွန်လို့ထင်မှတ်ခဲ့ပေမဲ့ဒီတစ်ခါမှာတော့ဂျက်ကအမေမားနေကြောင်းကိုဘာမှမပြောတော့ပါဘူး။အမေကတားရဲ့အောင်မြင်မှုအတွက်ဝမ်းသာဂုဏ်နေကြောင်းပြောပါတယ်။ဆက်လက်ပြီးတော့အမေဖြစ်သူကတားရဲ့နှလုံးသားထဲမှာမုန်းတိမှုအရင်မြပြီးအဖေကိုဒေါသထွက်နေတာကြောင့်တားကနာကျင်နေရဆိုတာကိုအမေသိပါတယ်။အဲ့ဒီနာကျင်မှုတွေကိုအဆုံးသတ်လိုက်တဲ့မင်းကြီးလို့ပြောပါတယ်။အမေရဲ့ပြောစကားကြောင့်ချက်ကအသက်မဲ့သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘလောက်ပဲအောင်မြင်နေပါသည်အဖေကိုမခွင့်မလွတ်မချင်းဘယ်တော့မှပျော်ရွှင်မှုရနိုင်မှာမဟုတ်ဘူးဆိုတာကိုချက်ကနားလည်သွားပါတယ်။အဲ့ဒီနောက်မှာတော့အမေကိုချစ်တယ်လို့နှုတ်ဆက်ပြီးပြန်လာခဲ့ပါတယ်။အပြင်မှာတော့တိရွယ်လေး3ရွက်သာကျန်ပါတော့တယ်။အဖေအပေါ်အမြင်မှန်ရသွားတဲ့ချက်ဟာအဖေဖြစ်သူရဲ့တင်ញံကိုသွားပြီးတော့အဖေကိုတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးစကားလုံးတွေပြောပြီးနောက်မှာတော့တစ်ပင်မှလည်းအရွက်မရှိတော့ပါဘူး။အဲဒီနောက်မှာတော့ချက်ဟာရင်ဘတ်ထဲကပြင်းထန်တဲ့နာကျင်မှုကိုရုပ်တွေ့ခံစားခဲ့ရပြီးမြေကြီးပုံကိုလဲကျသွားပါတယ်။စက္ကန့်အနေငယ်ကြတော့ဖုန်းကမြည်လာခဲ့ပြီးတော့ချက်ဟာရှိသမျှအင်အားနဲ့စူးစမ်းပြီးကန်လိုက်ပါတယ်။အေရုံကချက်ရီဒီမှာမထင်ရလောက်အောင်အံ့ဩစရာတွေဖြစ်နေပြီးငါမယုံနိုင်သေးဘူးအခုဆိုရင်တစ်ပင်မှာတိရွက်ကလေးတွေပြန်ထွက်လာပြီးတော့မြင်းရဲ့ကြီးစားကလည်းတောက်ွယ်သွားပါပြီလို့ပြောလိုက်ပါတယ်လအနေငယ်ကြပြီးနောက်မှာတော့ဒေါက်တာစင်ညာကချက်ကိုခေါ်ပြီးတော့1000 watt ဆိုတဲ့စာအုပ်ရေးသားခဲ့တဲ့အတွက်ဂုဏ်ယူဝမ်းသာမိကြောင်းပြောပါတယ်
ကျေးဇူးပြုသွားပြီးတဲ့နောက်ချက်ဟာသူ့မတူအောင်ပြောင်းလဲသွားပါတော့တယ်အခုတော့မိသားစုကိုတမိုးထားတတ်ပြီးဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေပါတယ်ချက်ဟာကာရိုလိုင်းနဲ့သားဖြစ်သူအတွက်အိမ်အသစ်လေးတစ်လုံးဝယ်ယူပေးခဲ့ပြီးတွေ့ကြုံခဲ့ရတဲ့ကူးစက်တဲ့အဖြစ်အပျက်တွေကိုအမှတ်ရစီဖို့အတွက် channel မှာလည်း body building ကိုစိုက်ထားခဲ့ပါသေးတယ်ဒီရုပ်ရှင်လေးထဲမှာတော့စကလုံးတစ်ထောင်ပြောပြီးတော့တာနဲ့အသက်တည်ဆုံးရတော့မယ့်လူတယောက်ရဲ့ဘဝဖြစ်တတ်မှုကိုတွေ့မြင်ရမှာပါတင်ရောချက်နေရမှာဆိုရင်ဘယ်လိုလုပ်မလဲတင်ရဲ့နောက်ဆုံးနေ့ရက်တွေမှာစကားအနှဲငယ်ပဲပြောခွင့်ရမယ်ဆိုရင်ဘယ်သူနဲ့တွေ့ပြီးဘာတွေပြောချင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီး comment မှာခန်းစားချက်လေးတွေမှန်ခဲ့လို့ရပါတယ်နောက်များမှာလည်းအခုလိုမျိုးတုတရတပြည့်စုံနိုင်မယ့်ရုပ်ရှင်ကောင်းလေးတွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ပေးသွားပါဦးအဆုံးထိ like ပါကြည့်ရှုခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်